အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါရစေကျွန်တော်ဒီနေ့ပြပြပေးသွားမယ့်အကြောင်းအရာလေးကတော့ HOK ဂိမ်းပါကြီးတွေကဟောင်ရီတို့ခေါ်တဲ့ hero လေးရဲ့အကြောင်းကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လေးနှိပ်ခဲ့ဖို့မမေ့နဲ့အောင်နော်အရင်ဆုံးကျွန်တော်တို့ဂိမ်းတွေက hero လေးဟောင်ရီရဲ့အကြောင်းကိုပြောခင်တရုတ်ဒဏ္ဍာရီထဲမှာတည်ရှိခဲ့တဲ့လေးစစ်တီတော်ဟောင်ရီရဲ့အကြောင်းလေးကိုကျွန်တော်သိတဲ့လောက်လေးရှင်းပြပေးချင်ပါတယ်လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတရုတ်ပြည်ကိုရှမ်းမင်းသက်တွေအုပ်ချုပ်ခဲ့စဉ်ကတိုင်ကန်လို့အမည်ရှိတဲ့ဘုရင်တစ်ပါးနန်းဆိုင်ခဲ့ပါတယ်ဘီကြီးတိုင်ကန်ဟာနိုင်တဲ့ရဲ့ပထမနှစ်မှာတင်တိုင်းရေးပြည်ရေးတွေကိုမီးလျော့နေခဲ့ပြီးလော်မီလို့ခေါ်တဲ့မြစ်ရဲ့အနီးတစ်ဝိုက်မှာအမဲလိုက်ချင်းကိုနှစ်သက်ဆွဲလန်းနေခဲ့ပါတယ်။အဲ့ဒီချိန်တော်တွင်းမှာပဲဟောင်ရီကလည်းပေါ်ထွက်လာခဲ့ပါတယ်။ဟောင်ရီကဒန်နာရီလာလေးပြည်နယ်ပြောက်ကြော်ကြားခဲ့တော်လဲသမိုင်းဝင်မှတ်တမ်းများအရာသူဒီရှေးဟောင်းတရုတ်ပြည်ရဲ့အစွမ်းတဲ့သောမျိုးနွယ်စုတစ်ခုရဲ့ခေါင်းဆောင်တစ်ဦးသာဖြစ်ပါတယ်။ဟောင်ရီကဘီရင်တိုင်ကန်အမဲလိုက်ရာမှာပြန်မလာသေးသည်ကိုခွင်ကောင်းယူကသူ့ရဲ့ကြံချင်းကိုရုတ်တရက်ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်လိုက်ပါတယ်။ဟောင်ရီကနန်းတော်ကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးအာဏာရှင်ဆန်ဆန်သူရဲ့ကောင်းဘီရင်အဖြစ်အုပ်ချုပ်မင်းလုပ်ခဲ့ပါတယ်။ဟောင်ရီရဲ့အုပ်ချုပ်မှုတွေကလည်းအချိန်နှဲငယ်များသာကြာမြင့်ခဲ့ပါတယ်။သူဟာမာမာနာကြီးမပြီးရက်စက်ကြမ်းကြုတ်တဲ့သဘောရှိတယ်လို့ကြမ်းကန်တဲ့ချုံမှလည်းဖော်ပြထားခြင်းကိုခံခဲ့ရပါတယ်။သူ့ရဲ့နန်းဆန်နဲ့ရှင်းနေမြောက်တဲ့နှစ်မှာပဲဟောင်ရီကိုအာဏာသိမ်းမဲ့သူပေါ်ပေါက်လာခဲ့ပါတယ်။အဲ့ဒီသူဟာတခြားသူမဟုတ်ပဲဟောင်ရီရဲ့ဒုတိယခေါင်းဆောင်ဟန်ဂျူအိုဆိုတဲ့သူပဲဖြစ်ပါတယ်။ဟန်ဂျူအိုဟာဟောင်ရီကိုယာတုမှဖယ်ရှားလိုက်ပြီးအာဏာကိုသိမ်းယူလိုက်ပါတော့တယ်။ရှမ်းမင်းဆက်ကိုဝင်ရောက်တိုက်ခိုက်ခဲ့တဲ့မြို့နယ်သူခေါင်းဆောင်ဟောင်ရီရဲ့တမိုင်းဝင်ခန်းကဏ္ဍကလည်းအဲ့ဒီမှာတင်ပြီးဆုံးသွားခဲ့ပါတယ်။ဟောင်ရီကနေမင်းဆန်စင်းကိုပြစ်ချခဲ့တယ်လို့တနင်္လာရီလာတမိုင်းဝင်ဖြစ်ရတစ်ခုရှိခဲ့ပေမဲ့လည်းဖုံမြင်ဆန်ဆန်ဗဇက်ရာဇဝင်တစ်ခုသာဖြစ်ပါတယ်။ဒါလေးကတော့တရုတ်ဒဏ္ဍာရီထဲမှာတည်ရှိခဲ့တဲ့ဟောင်ရီရဲ့တမိုင်းချင်းချုပ်လေးကိုကျွန်တော်လေ့လာထားသလောက်လေးပြပြပေးခဲ့တာပဲဖြစ်ပါတယ်။အခုနောက်ထပ်ဂိမ်းထဲကဟောင်ရီရဲ့အကြောင်းလေးကိုစလိုက်ကြရအောင်ဗျာ။လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတုန်းက Celestia လို့ခေါ်တဲ့ဒေသကြီးတစ်ခုပေါ်ပေါက်ခဲ့ပါတယ်။အေးချမ်းသာရတဲ့ဒေသကြီးကိုလူသားတွေအတူဖန်တီးခဲ့ကြပြီးဆွမ်းအားများလည်းတည်ရှိခဲ့မှုပါတယ်။အဲ့ဒီဆွမ်းအားတွေကတော့မော်ပညာနဲ့စက်မှုပညာတွေဖြစ်ပြီးအဆုံးစုံသောဘူတူတာတွေကိုဖြစ်ပေါ်စေတဲ့လျှို့ဝှက်ဆွမ်းအားနှစ်ခုပင်ဖြစ်ပါတယ်။အဲ့ဒီလျှို့ဝှက်ချက်များကိုလည်းအုပ်ချုပ်သူအနေငယ်များသာတည်ရှိခဲ့ပြီးမျိုးဆက်တစ်ခုမှတစ်ခုသို့လျှို့ဝှက်ဆိုင်ကျဲစွာလက်ဆင့်ခံခဲ့ပါတယ်။အဲ့ဒီဆွမ်းအားတွေရဲ့အကြီးမားဆုံးအောင်မြင်မှုတွေကတစ်ခုကတော့အပြင်ဘက်လန်နဘေးတွေမှာမမတည်ရှိနေတဲ့နေမင်းမျော်စင်10ခုပင်ဖြစ်ပါတယ်။မျော်စင်များကလည်း Celestia ကိုပြောင်းလဲပေးနိုင်တဲ့မော်စွမ်းရည်များကိုအစင်မပြတ်ထုတ်လုပ်ပေးနေတာပေါ့။ဒါပေမဲ့လည်းနေမင်းမျော်စင်မှာဖန်တီးထားတဲ့စွမ်းရည်များကိုအုပ်ချုပ်သူများကတေချာစွာမထိန်းချုပ်နိုင်ခဲ့ပါဘူး။စွမ်းရည်တွေကိုတေချာစွာမထိန်းချုပ်နိုင်တဲ့အတွက်တိုက်ကြီးတစ်ခုလုံးအန်ဒီရဲတို့ကြောက်ရောက်စေနိုင်သည်ကိုလူနှဲငယ်များသာသတိပြုမိခဲ့ကြပါတယ်။အဲ့ဒီလျှို့ဝှက်ချက်အကြက်တဲကိုထိန်းချုပ်နိုင်ရန်အတွက်အုပ်ချုပ်သူတွေကအထူးရှင်ဆုံးလေးပြကျွမ်းကျင်သူသူရဲကောင်းဟောင်ရီကိုခေါ်ယူခဲ့ပါတယ်။အုပ်ချုပ်သူတွေကဟောင်ရီကိုလျှို့ဝှက်မစ်ရှင်တစ်ခုပေးအပ်လိုက်ခဲ့တာပေါ့။အဲ့ဒီမစ်ရှင်ကတော့နေမင်းမျော်စင်10ခုလုံးကိုဖျက်ဆီးပြီးတော့ Celestia တိုက်ကြီးရဲ့ငြိမ်းချမ်းရေးကိုထိန်းသိမ်းရမယ်ဖြစ်ပါတယ်။ဟောင်ရီကအုပ်ချုပ်သူတွေရဲ့အမိန့်ကိုနာခံခဲ့ပြီးသူ့ရဲ့အေယာမလေးကြီးကိုကင်ဆောင်ကပေးရတဲ့မစ်ရှင်ကိုထမ်းဆောင်ရန်ထွက်လာခဲ့ပါတော့တယ်။ဟောင်ရီကတိုက်ကြီးရဲ့နယ်နိမိတ်တွေကိုတွားရောက်ခဲ့ပြီးနေမင်းမျော်စင်9ခုကိုအောင်မြင်စွာဖျက်ဆီးနိုင်ခဲ့ပါတယ်။ဒါပေမဲ့လည်းထိုချိန်မှာပင်ဟောင်ရီရဲ့စိတ်တွေကစတင်ရင်းရံလာခဲ့ပါတယ်။ဒီမျော်စင်တွေကမော်ပညာနဲ့စက်မှုပညာတို့ပေါင်းစပ်ထားတဲ့အောင်မြင်မှုသင်္ကေတဖြစ်တာကြောင့်သူစိတ်ဝင်စားနဲ့စတင်ဆွဲလန်းလာခဲ့ပါတော့တယ်။နောက်ဆုံးမှာတော့နေမင်းမျော်စင်ရဲ့စွမ်းအားတွေကိုမိမိကိုယ်တိုင်ရယူလိုတဲ့စိတ်ကသူ့ကိုလွှမ်းမိုးနိုင်သွားခဲ့ပါတော့တယ်။ဒီချိန်မှာပင်အုပ်ချုပ်သူကဟောင်ရီရဲ့စွမ်းမဲ့လောဘတက်နေတဲ့အကြည့်ကိုသတိပြုမိခဲ့ပြီးသူ့ရဲ့အတွင်းစိတ်ကိုထွေးပေါက်မြင်နိုင်ခဲ့ပါတယ်။အုပ်ချုပ်သူတွေကတခြားပြည်သူတို့ယောက်ကိုမှလှုပ်ဝက်ဆောင်ရတဲ့လူကျင်တတ်မှတ်ခွင့်ပေးမှာမဟုတ်တာကြောင့်သူရဲကောင်းဟောင်ရီကိုလှုပ်ကြံရန်လှုပ်ဝက်အစီအစဉ်တစ်ခုကြံစည်ခဲ့ပါတယ်။ဒီလိုနဲ့ပဲဟောင်ရီကနောက်ဆုံးနေမင်းမျော်စင်ရဲ့ရှေ့ကိုရောက်ရှိလာခဲ့ပါတော့တယ်။ဟောင်ရီရဲ့မြားတွေကရုတ်တရက်လမ်းကြောင်းပြောင်းလဲသွားခဲ့ပြီးတော့ကင်းလန့်နေတဲ့အဆောင်တွေရဲ့လေကြောင်းကိုဖောက်ထွက်သွားခဲ့ပါတော့တယ်။သူဟာအဆောင်အားလုံးကိုတပ်ဖြတ်ခဲ့ပြီးမျော်စင်ထဲသို့ခိုးဝင်သွားခဲ့ပါတယ်။ဟောင်ရီကတိကျစွာလက်ပတ်နေတဲ့မော်ဆန်ရဲနေရာကိုချိန်ရွယ်ကသူ့ရဲ့လေးမြားကိုဆွဲလိုက်တာပေါ့။သူ့ရဲ့အထူးပြုလုပ်ထားတဲ့မြားဟာဆယ်ရဲနေရာကိုထိုးပေါင်းလိုက်တည်နေတဲ့ပြိုင်နဲ့နေမင်းမျော်စင်ရဲ့လက်ပတ်မှုကလည်းရပ်တန့်သွားခဲ့ပါတယ်။ဟောင်ရဲ့မြားဟာစွမ်းရည်ဆုံးကိရိယာတစ်ခုအဖြစ်ပြောင်းလဲသွားပြီးဆယ်ရဲနေရာမှာရှိတဲ့မော်စွမ်းအားလုံးကိုသူ့ထံကိုဆုပ်ယူလိုက်ပါတော့တယ်။ဟောင်ရဲ့ခန္ဓာကိုယ်ကလည်းအဆုံးမဲ့တဲ့စွမ်းရည်တွေပြည့်နေလာခဲ့တာပေါ့။သူ့ရဲ့မျက်လုံးများကလည်းအရင်ကမမြင်ဘူးတဲ့အလေးရောင်များတောက်ပလာခဲ့ပါတယ်။ဟောင်ရီကနောက်ဆုံးမှာတော့တဘာဝလုံးခွန်အားတွေကိုရရှိခဲ့ပြီးသူအိမ်မက်မက်ခဲ့တဲ့စွမ်းရည်တွေကိုပိုင်ဆိုင်ခဲ့ရပါတော့တယ်။အဆုံးမဲ့ခွန်အားတွေကိုရရှိလိုက်တာကြောင့်သူ့ရဲ့လက်ထဲမှာရှိတဲ့လေးနယ်များတို့ဟာကလေးကစားစရာများကဲ့သို့ပင်တင်းငယ်သွားစေအောင်ထင်ရပါတယ်။အုတ်ထုသူများကလည်းသူ့ရဲ့လှုပ်ရှားမှုများကိုလက်ဝက်စွာစောင့်ကြည့်နေခဲ့ပါတယ်။သူဟာမျော်စင်တိုင်းသို့ခိုးဝင်ခဲ့တာကြောင့်သူရဲကောင်းဟောင်ရီကိုတပ်ပြစ်အံဆုံးဖြတ်ခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲဟောင်ရီဘော်တို့ရက်ဆက်ချမ်းကျုပ်တဲ့ပြစ်ဒဏ်များဟာကြောက်ရွံ့လာခဲ့ပါတော့တယ်။မျော်စင်ရဲ့မော်စွမ်းအားကိုလက်ခံရယူလိုက်တဲ့ဟောင်ရီကငြိမ်သက်သွားတဲ့နေမင်းမျော်စင်နဲ့အတူစီးနှင်းများအောက်ကိုမြုပ်နှံခြင်းကိုခံခဲ့ရပါတယ်။ဒီလိုနဲ့ပဲနှစ်ပေါင်းရာစုနှစ်များစွာကြာညောင်းလာခဲ့ပါတော့တယ်။တစ်ချိန်ကတည်ရှိခဲ့တဲ့နေမင်းမျော်စင်များကလည်းအပြည့်စည်းများအပြည့်စုံပြောင်းလဲသွားခဲ့ပါတော့တယ်။စီးနှင်းလာများရဲ့အောက်မှာအိပ်ပျော်နေတဲ့ဟောင်ရီကသူ့ရဲ့လက်ဝက်ချက်တွေကိုဖိနှုတ်ပေးနိုင်မဲ့သူကိုစောင့်ဆိုင်းနေခဲ့ပါတော့တယ်။ဇာတ်လမ်းလေးကတော့ဒါပါပဲကျွန်တော်ရဲ့ဘော်ဒါလေးလည်းကျန်နေတက်လိမ့်မယ်လို့မျှော်လင့်ပါတယ်ဗျ။ channel လေးကို like and subscribe လေးလုပ်ဖို့မမေ့ကြနဲ့ဦးနော်။ MG ပါနောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြတာပေါ့။